ကျွန်တော်ပြည်တွင်းပြည်ပမှာရှိနေကြတဲ့ကျွန်တော်ချင်းလူမျိုးများမြန်မာပြည်သူလူထုတရားလုံးပေါ့ကြုံလာရမယ့်အခက်အခဲစိန်ခေါ်မှုတွေကိုအကောင်းဆုံးရင်ဆိုင်ကျော်လွှားနိုင်တဲ့အားရှိကြပါစေလို့ဆုတောင်းပေးပါတယ်ကျွန်တော်တို့ရဲ့ဒီ ICNCC ကနေကြီးမှုကျင်းပတဲ့ဒီ Chin Liberation Fund ကိုအစကနဲ့ဒီနေ့အထိပေါ့နော်အားကျုံတဲ့အပေးထောက်ခံကြတဲ့ပြည်သူလူထုနဲ့ဒီအစီအစဉ်ကိုမျိုးဥဆောင်ပေးကြတဲ့တာဝန်ရှိတဲ့ပုဂ္ဂိုလ်အားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်ဒီနေ့တက်ရောက်ပေးကြတဲ့ကျွန်တော်တို့ရဲ့ကောင်းဆောင်ကြီးများဒီပြားကောင်းဆောင်ကြီးများရဲ့ပေါ်ရဲ့ဖက်များအားလုံးလည်းလေးစားကြောင်းဖော်ပြလို့လူတော်လှန်ရေးတခြားမှာဒီတော်လှန်ရေးတခြားမှာအသက်ပေးသွားကြတဲ့ကျွန်တော်တို့ရဲ့ပေါ်ရဲ့ဖက်တွေကိုလည်းဦးညွှန်အလေးပြုကြောင်းဖော်ပြလို့ပါတယ်ကျွန်တော်တို့တော်လှန်ရေးလုပ်တယ်ဆိုတာကတက်ခဲ့ပါအားလုံးကတော့ဒီတစ်မှာဆိုရင်တော့ကောင်းချီးခံစားရဖို့နဲ့ပျော်ရွှင်ချမ်းမြေ့ဖို့ကိုဆုတောင်းလေးရှိပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီစစ်ပေးတံကိုခံနေရတဲ့ကျွန်တော်မြန်မာပြည်သူလူထုချင်းလူမျိုးတွေပျော်ရွှင်မှုတော့အပြည့်အဝခံစားနိုင်မှာပေါ့ဒါကြောင့်ကျွန်တော်ကြုံလာရမယ့်အခက်အခဲစိန်ခေါ်မှုပေါင်းများစွာရှေ့ဆက်ပြီးတော့ကျွန်တော်ကြုံရအောင်ပါအဲကြုံလာတဲ့အခါတိုင်းမှာကျွန်တော်ရဲ့တော်လှန်ရေးအန်တီမောက်ပန်းတိုင်ကိုဆုတ်ကန်ပြီးတော့မှရင်ဆိုင်ကြော်လွှားနိုင်ဖို့အခက်အခဲကိုအကောင်းဆုံးဖြေရှင်းနိုင်ပြီးတော့မှရှေ့ကိုရောက်တဲ့ခေါင်းဆောင်များရှေ့ကိုပဲချီတက်တဲ့ရေးပေါ်ရဲ့ဖက်များပန်းတိုင်နဲ့အများအားလိုက်ပါသွားနိုင်တဲ့ဒီသူလူထုဖြစ်ဖို့အတွက်ကျွန်တော်ဆုတောင်းပေးလိုပါတယ်ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့မကြသေးခင်ကလည်း ICNCC ကျွန်တော် reform တွေလုပ်ကြတယ်ပို့ပြီးတော့ရွေးနိုင်အောင်ပို့ပြီးတော့ကျွန်တော်တို့အလုပ်နိုင်အောင်ဆိုတဲ့ရွေးချက်နဲ့ကျွန်တော် reform တွေလုပ်ကြတယ်ထိုနည်းတူပဲစောလည်းကျွန်တော်တို့အတွေ့အမှုကပြောသလိုကျွန်တော်တစ်ဖွဲ့ချင်းစီရဲ့အားနည်းချက်တွေလည်းအများကြီးပြန်ပြီးတော့ပြုပြင်ဖို့တော့ဒီနေ့တက်ကစားပြီးတော့မှကျွန်တော်ပြုပြင်ကြမယ်ဒီဆောက်ကြမယ်ပြုပြင်ဒီဆောက်ရေးကတော့ကျွန်တော်တော်လှန်ရေးအောင်မြင်ချင်းစီကိုတည်ဆောင်သွားပြီးမှဖြစ်ပါတယ်အဲဒါကြောင့်လည်းမိမိရဲ့အဖွဲ့အစည်းတည်တည်ကလည်းဒီထက်ပိုပြီးတော့ခံမှကြည့်ပြီးတော့ကျွန်တော်လူချင်းနဲ့ပန်းတိုင်နဲ့ရှောက်လှမ်းနိုင်တဲ့အင်အားရှိတဲ့အဖွဲ့အစည်းပို့ပြီးတော့ကောင်းမွန်လာဖို့အတွက်လည်းကျွန်တော်အားလုံးကြိုးစားရမှာဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်ဒီ2024ကနေစပြီးတော့ချင်းညီနောင်ချစ်တွေ့ operation ကလည်းကျွန်တော်စပြီးတော့ချင်းညီနောင် operation တွေနဲ့ကျွန်တော်တိုက်ပွဲတွေဆင်လာခဲ့ကြတယ်2025မှာတော့ဒီအကုန်လုံးပေါ့နော်ချင်းညီနောင်ရဲ့ထင်းချုပ်နိုင်ပြီးအကုန်လုံးသိမ်းပိုက်ရရှိရေးဆိုပြီးတော့ကျွန်တော်ကြွေးကြော်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ဒီတိမျိုးကိုမသိမ်းနိုင်သေးတဲ့အတွက်ကြောင့်လည်းမိဘပြည်သူတယောက်ချင်းစီကိုလည်းကျွန်တော်တောင်းပန်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီဟာက2025မှာမသိမ်းနိုင်သေးပြီမဲ့ဒီနှစ်တကနေစပြီးတော့ကျွန်တော်ဒီ2026အတွင်းမှာတော့ကျွန်တော်ရဲ့ရီမန်ချက်စီရေးရီမန်ချက်အောင်မြင်တဲ့အထိကျွန်တော်သွားနိုင်ဖို့အတွက်လည်းကျွန်တော်ဆက်ပြီးတော့ကြိုးစားနေပါတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်ဒီတူလူထုကိုလည်းအပြည့်ပေးလိုပါတယ်တော်လှန်ရေးမြုပ်သိမ်းတယ်ဆိုတာကမလွယ်ကူပါဘူးတချို့အားလုံးလွယ်ကူတယ်လို့ပြောကောင်းပြောလိမ့်မြုပ်သိမ်းဖို့ဆိုတာကအင်မတန်မှခက်ခဲပါတယ်တက်တီပေးရပါတယ်ငွေကြေးကုန်ကျမှုများပါတယ်ကြိုတင်ပြင်ဆင်ရပါတယ်ကြိုတင်လေ့ကျင့်ရပါတယ်အဲ့ဒီအတွက်အများကြီးအခက်အခဲတွေစိန်ခေါ်မှုတွေရှိပါတယ်မပြည့်စုံတဲ့လက်မပြည့်စုံမှုလေ့ကျင့်မှုမပြည့်စုံမှုငွေကြေးအခက်အခဲတွေကြောင့်ကျွန်တော်ချင်းတောင်စကားမရဲ့အလုံးစုံဖြတ်တောက်ရေးအောက်မှာကျွန်တော်တို့အများကြီးရုန်းကန်ရပါတယ်ဒါမဲ့လည်းကျွန်တော်အစွဲမလျှော့ဘဲနဲ့လုံးလောက်ဝီရိယနဲ့ပဲဆက်ပြီးတော့ကျွန်တော်သွားပါမယ်ဒီမျိုးတင်ရရှိရေးအတွက်လည်းဆက်ပြီးတော့ကျွန်တော်စူးစမ်းနေပါတယ်ညကဖြစ်တဲ့ CFPDF ဆိုလည်းကလည်းအစွမ်းကုန်စူးစမ်း process ရေးတွေလုပ်နေကြတယ်အဲဒါကြောင့်ကျွန်တော်ဒီ2026အတွင်းမှာတော့ကျွန်တော်ရဲ့စီရေးရီမန်ချက်ပန်းတိုင်အောင်မြင်နိုင်အောင်လည်းကျွန်တော်ဆက်ပြီးတော့ကြိုးပမ်းတော့ပါမယ်လို့လည်းဒီလိုလုပ်ဖို့ဒီလိုပဲဒီနေ့တော့ကျွန်တော်ဒီပလမ်မျိုးနဲ့ပဲပေါ့နော်ဒီ CNO CNDF ကထိချုံစုံလုံးထိုးတဲ့နေမြေဖက်မှာလည်းစစ်စစ်ရေးတွေတောက်လျှောက်ဖြစ်နေပါတယ်တချို့ကျွန်တော်ပြည်သူကတခါလေကြာရင်ကျွန်တော်စီရေးအခြေအနေရပေါ့နော်ထုတ်ပေါ်မပြောတာတွေရှိပါတယ်ကျွန်တော်ထုတ်ပေါ်မပြောတဲ့အခါကျတော့
ပြည်သူလူထုလည်းဒီလူတွေဘာမှမလုပ်တော့ဘူးလားဆိုတော့အယူအဆအမြင်တွေလည်းရှိနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်မြေပြင်မှာတကယ်ကိုစစ်တိုက်နေရပါတယ်တကယ်အလုပ်လုပ်နေရတဲ့အချိန်ကာလပဲဖြစ်ပါတယ်ဆိုတော့လည်းပြည်သူလူထုကိုလည်းပြောပြလို့ပါတယ်ဘာဖြစ်ပါလဲလက်နဲ့မကိုင်မရတဲ့ဒီတော်လှန်ရေးလက်နဲ့ကိုင်မှတွန်းလှန်လို့ရမယ်တော်လှန်ရေးမှာကျွန်တော်လက်နဲ့ကိုင်ခြင်းဖြစ်ပါတယ်လက်နဲ့ကိုင်မှုကြောင့်ပေါ့နော်ဒီတိုက်ပွဲတွေကြောင့်ပြည်သူတွေဒုက္ခရောက်ရတယ်ထိုနည်းတူပဲရဲပေါ်ရဲဖက်ဒီအသက်ဒီခန္ဓာတွေဆုံးရှုံးခဲ့ရတယ်ဒါပေမဲ့ဒီဆုံးရှုံးမှုတွေကိုကျွန်တော်ထားခဲ့ပြီးတော့မှစစ်ကောင်စီအောက်မှာတော့ဘယ်တော့မှဒုထောက်အရှုံးပေးမဲ့လူတွေမဟုတ်ပါဘူးကျွန်တော်တို့စားခဲ့တဲ့ဒီတော်လှန်ရေးဟာအာဏာရှင်စနစ်အမြင့်ပြတ်တဲ့အထိကျွန်တော်ဆက်ပြီးတော့တောမှာဖြစ်ပါတယ်သူတို့ကတားလေကျွန်တော်တို့ရဲ့ရှေ့မှာဒုထောက်စီရပါကျွန်တော်တို့ကဘယ်တော့မှစစ်ကောင်စီရဲ့အောက်ဒုထောက်မှာမဟုတ်ပါဘူးအဲ့ဒါကြောင့်ကျွန်တော်ဆက်ပြီးတော့စ조사ဖို့လိုပါတယ်ကျွန်တော်ရဲ့ပန်းတိုင်ဘယ်လောက်ပဲအခက်ခဲတွေစင်ခေါ်မှုတွေကျွန်တော်ဖြတ်တန်းလာခဲ့တဲ့တမိုင်းကိုပြန်ကြည့်ရင်စင်ခေါ်မှုတွေအများကြီးကြုံခဲ့ရပါတယ်ထိုနည်းတူပဲကျွန်တော်တို့ခက်ခဲမှုပေါ့နော်ခက်ခဲမှုတွေရောကျွန်တော်ဒီပြည်သူလူထုကျွန်တော်တပ်ဖွဲ့ဝင်တွေအများကြီးစင်ခေါ်မှုခက်ခဲမှုတွေဘယ်လောက်ပဲကြုံခဲ့ရပါစေကျွန်တော်ရှေ့ကိုချီတက်လာရတာဖြစ်ပါတယ်ရှေ့ကိုချီတက်တဲ့လူဟာကျွန်တော်တဲ့ခိုင်းရှေ့ချီတက်နေတဲ့ပန်းတိုင်ကိုရောက်မှာဖြစ်ပါတယ်ကျွန်တော်ရတက်ပြီးတော့မှကျွန်တော်နောက်ဆုံးနေတော့ပန်းတိုင်နဲ့လှမ်းဝေးသွားမှာဖြစ်အဲ့ဒါကြောင့်ကျွန်တော်ရဲ့ပန်းတိုင်ကပါလေကျွန်တော်လိုချင်တဲ့ကျွန်တော်တို့ကိုကြမှာဖန်တီးခွင့်ရှိတဲ့ချင်းလူမျိုးတွေဖြစ်လာဖို့အာဏာရှင်စနစ်ပြုတ်ကျပြီးတော့မှကျွန်တော်ကိုကြမှာဖန်တီးခွင့်ရှိတဲ့ချင်းလူမျိုးတွေဖြစ်လာဖို့အတွက်ကျွန်တော်ရဲ့ပန်းတိုင်ဖြစ်တယ်။အဲကြောင့်စူးစီးညွှန်မှုအားနဲ့ကျွန်တော်ဆက်ပြီးတော့သွားဖို့လည်းကျွန်တော်တို့စူးစမ်းနေပါတယ်ဆိုတဲ့ဟာကိုလည်းပေါ်ပြလို့အဲဒါကြောင့်ပေါ်လာမိပါပြည်သူလူထုတရားလုံးရောကျွန်တော်ရဲ့ရှေ့တန်းမှာတိုက်ပွဲဝင်နေကြတဲ့ကျွန်တော်ရဲဘော်ရဲဖက်တီရောကျွန်တော်ချင်းလူမျိုးဖြစ်ချင်းနဲ့ကျွန်တော်ချင်းလူမျိုးတွေရဲ့ကိုကြမှာကိုဖန်တီးခွင့်ကိုမမေ့မလျော့ဘဲနဲ့ဘယ်နေရာဘယ်နားမှာပဲရောက်ကိုလူမျိုးကိုပြန်သိပြီးတော့ဒီတော်လှန်ရေးကိုဝဲရပပိုးပေးကြဖို့လေမြေတားရခံလို့ပါတယ်ဆက်ပြီးတော့မှဒီ9နှစ်တာကာလမှာပပိုးပေးကြတယ်ကိုကြီးပေးကြတယ်မိဘပြည်သူတရားချင်းပေါ့နော်ပပိုးကိုကြီးရဲဆိုတဲ့ထက်ပေါ့ဥတာဝန်ကိုစီတာဝန်ကြီးပွန်ကြတယ်မိဘပြည်သူတရားချင်းစီကိုလည်းကျေးဇူးအထူးတင်ပါတယ်နောက်ထပ်လည်းမိမိတာဝန်ကိုကြည်ပြုံပြီးတော့မှချင်းလူမျိုးဂုံရှိတဲ့ချင်းလူမျိုးဂုံတင်တဲ့ချင်းလူမျိုးဖြစ်လာဖို့အတွက်လည်းမြေပြင်ကတော်လှန်ရေးအားစုတွေနဲ့ဆက်ပြီးပူးပေါင်းပြီးတော့မှကျွန်တော်တို့ရဲ့အနာဂတ်ကိုအတူတူထုစစ်ပုံဖော်ကြပါစို့လို့တိုက်တွန်းလို့ဆိုရင်လည်းဒီကုန်းချုပ်ပါတယ်အားလုံးကျေးဇူး